သားတံပေါက်တွေချက်စားရတာရိုးလာပြီလေဒီတခါကျမကအပြောင်းလေးဖြစ်အောင်ကျက်ဥတံပေါက်တွေချက်စားပါတယ်ရှင်ချက်နီးလေးကအရန်လွယ်ပါတယ်ကျမတို့အသားတံပေါက်ချက်တယ်လို့ပါပဲအရင်ဆုံးအိုးလေးကိုစီထဲစီပူလိုက်ကျက်သွမျိုးကျက်သွနေထဲပါဂျင်းလုံးဝမထည့်ပါဘူးစနွင်းလုံးဝမထည့်ပါဘူးကျက်သွမျိုးကျက်သွနီနွမ်းသွားလို့ရှင်ကျမတို့ကပြုတ်ထားတဲ့ကျက်ဥလေးတွေကိုထည့်ပြီးတော့မှုေပေးလိုက်ပါရသာအဖြစ်ကျက်သားမုံစားလေးထည့်ပါတယ်ပြီးရင်ရင်နွေးထည့်ပါတယ်ပြန်ပြီးတော့သူ့တခါပြန်လုံးလိုက်ပါတယ်ဒီလိုနေထားလေးရပြီဆိုရင်ကျမတို့အပေါ်ကမဆလာလေးအုပ်ပေးလိုက်ပါတယ်ကဲအခုထမင်းစားချက်မယ်နော်ရင်နွေးအိုးတွေကိုစား2စွန်းလောက်ထည့်ပါပြီးလို့ရှိရင်တနာရီလောက်စိတ်ထားတဲ့ basmati ဆန်ကိုထည့်ပေးပါကျမကဒီမှာစံချိန်ခွက်3ခွက်ပဲထည့်ပါတယ်ပြီးရင်ကျမတို့ကနနက်ပွင့်လေးထည့်ပေးပါတယ်ကဲဆန်အောင်ဆိုရင်အခုဆိုရင်ဆင်းလာပါပြီဒီနေသားလေးရောက်ပြီဆိုရင်ကျမတို့ကမုံလောင်းလေးကိုထည့်ပေးပါပြီးရင်ကျမတို့ကစပီတီကြောက်ကလေးရေးစိမ်ထားတာကိုထည့်ပေးပါကဲအခုဆိုရင်ဆန်အားလည်းရှည်ကြီးဖြစ်လာပါပြီကဲပြီးလို့ရှိရင်ဆန်ကိုရေစစ်ပြီးလို့ရှိရင်ကျမတို့ကပေါ့နော်ဒီတံပေါက်ချက်မဲ့အိုးတွေကိုဒီပေါ့3ပုံကို2ပုံကျမအရင်ခင်းလိုက်ပါတယ်အမှန်တကယ်ကလေအယောင်ထည့်ရမှာရှင်အရင်လေကျမအယောင်ပြီးတော့ကျမကြက်ဥရင်ထည့်လိုက်တော့မထုတ်တော့ပါဘူးပြီးလို့ရှိရင်ကာလာဖူလေးကအစိမ်းလေးနဲ့အဝါလေးကိုသုံးထားပါတယ်ကဲပြီးလို့ရှိရင်အပေါ်ကကြက်ဥလေးတစ်ထပ်ခင်းပေးလိုက်ပါတယ်ပြီးလို့ရှိရင်ကျမအနံ့အတွက်မဆလာလေးထပ်အုပ်ပေးလိုက်ပါတယ်ပြီးရင်ပုံနေတဲ့ဆန်ပေါ့နော်တဝက်ကိုကျမတို့ပြန်ခင်းပေးလိုက်ပါတယ်ဒါကတော့ကျမကအပေါ်ကဒီပေါ့နော်ခုနချက်ဥချက်ထားတဲ့အိုးဆေးပြီးသားကိုထည့်ပေးလိုက်ပါပါကဲအဖုံးလေးအုပ်ပြီးတော့ဒူလေးတည်ထားလိုက်ပါတယ်ကဲအခုဆိုရင်အနံ့အရှားသာနဲ့ပြည့်စုံပြီးတော့တမျိုးလေးစားလို့ကောင်းတယ်ချက်